မင်းတက်အဖြစ်ဖြို့အဖြစ်ကြည့်လိုက်ပြီဆိုရင်ကျွန်တော်စားတွေ့ပြီလူတွေကတော့ပါတယ်လို့ဖြစ်မြောက်လာတယ်မင်းတက်တူတဲ့လူတွေကငွေဘလောက်ကောင်းနေတာတွေပေါင်းနေကြည့်ရတော့လေသူလမ်းကြောင်းတစ်ခုခုပေါ်ရောက်နေပြီခုခုရေးရဖြစ်နေပြီဒါပေမဲ့မိကုံရင်ပြင်လိုက်တော့အားဖြစ်လာတယ်မိကုံမင်းခုံရမယ်တုံးရက်တွေကြားလက်တွေအားမရှိသေးဘူးလို့လည်းမင်းတွေးမိလားမယ်သူတွေငေါ့ကြော်တယ်ငါရှိအောင်ပါကြပြီဒီကြောင့်သူတို့အနေနဲ့တခုရောက်တော့မယ်ငါကြတော့အားမလို့ရတယ်အားလုံးတော့ကြံနေပြီထင်တယ်ကျွန်တော်ပြမယ်တကယ်တော့မင်းတော့ကြံနေရမှာမင်းကမိကုံမင်းသူများနဲ့နိုင်ရှင်လို့နေတာမင်းကchapter 1ကိုchapter 10နဲ့နိုင်ရှင်နေတာမင်းကခြေလန်းလန်းပြီးရောက်တဲ့ခရီးကိုခြေလန်းဆွဲလန်းပြီးရောက်တဲ့ခရီးနဲ့နိုင်ရှင်နေတာပြီးတော့သူတို့ရအောင်ဖိုက်ပါနဲ့မင်းဖယ်သွားရမယ်ဘာလို့ရမလဲဆိုတော့အားရုံဆိုင်အခုမိတ်ဆွေတွေမှာဘာလို့ရှင်းတာရှိလဲဖားလို့ပဲတော့အများကြီးနဲ့ဖားကြမလို့အကြီးကြီးနဲ့ဖားလို့ပြမလို့နေရမလားလေအောင်နဲ့ထည့်မလို့အဓိကပုံမှန်နဲ့မိရမနာတွားနေလို့ဒီမတခါချင်းကြရင်မင်းရဲ့အချိန်အဟိုတွေကမင်းမသိလိုက်ခင်ပါပဲပိုကြီးညာလာလိမ့်မယ်ပြောလို့မရအောင်အဲ့ဒီကြရင်မင်းကိုကြော်တယ်ပြီးဟိုးချီရောက်သွားပြီလို့မင်းထင်နေတဲ့လူတွေကမင်းကိုကြည့်ပြီးတော့သူတို့ကိုတော့ကြံနေပြီလားဖြစ်သွားနိုင်တာပဲ